ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်မျိုးတွေအားလုံးပဲမင်္ဂလာရှိသောနေ့လေးဖြစ်ကြပါစေခင်ဗျာကျွန်တော်မျိုးတွေအတွက်ကျွန်တော်ကြာသာပရိတောက်ကြ2ရက်အတွင်းအခွေနဲ့ဇာတိုးပတ်တီတစ်လုံးတင်ပေးခြင်းပါတယ်ကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးကိုအကောက်တစ်လေးလည်းဖြစ်တဲ့အတွက်အပေါင်းလေးနှိပ်ဖို့မမေ့ပါနဲ့အသေးလေးပြီး copy link လေးယူများများလေး share သွားပြီနော်ကျွန်တော်မျိုးတွေအားလုံးများများလေး share သွားပြီးအပေါင်းလေးနှိပ်ပါအသေးလေးပြီးပါ copy link လေးယူပြီးတော့များများလေး share သွားပြီပါနော်ကျွန်တော်နေ့စဉ်နဲ့များတင်ပေးတဲ့ဗီဒီယိုဖိုင်လေးတွေကိုတွေ့ကျင်နေဆိုရင်ပေါ့ကဲကျွန်တော်ဒီဘက်မှာအဖွဲ့ဝင်ဇာတိုးပတ်တီရဲ့6ပတ်တီအခွေတီ6581အခွေเนาะကျွန်တော်တို့မနက်ကတော့61လို့ထွက်တယ်ဗုဒ္ဓဟူးနေ့မှာညနေပိုင်းမှာကျွန်တော်တို့ကပြန်ကြဆိုတော့မရလိုက်ဘူးเนาะအဲ့ဒီအတွက်အဖွဲ့မဝင်ရတဲ့ကိုမများအားလုံးအတွက်ကိုလည်းကျွန်တော်ကြာသာပရိတောက်ကြ2ရက်တွင်တကယ်အရှုံးများနေရဆိုရင်ကျွန်တော် free အခွေနဲ့ကျွန်တော်ဇာတိုးပတ်တီတစ်လုံးပေးခဲ့မယ်เนาะကျွန်တော်ကိုမများအားလုံးကျွန်တော်ပြောသလိုပဲဗီဒီယိုဖိုင်လေးကိုအပေါင်းလေးနဲ့အသေးလေးပြီး copy link လေးယူများများလေး share သွားပြီเนาะအားလုံးမြင်ပြီးတော့အားလုံးကစားနိုင်အောင်လို့အခွေဒီက8.43အခွေဒါအကူမများအားလုံးကျွန်တော်တို့ဒီကြာသာပရိတောက်ကြ2ရက်တွင်းမှာကြပေးမယ်အခွေเนาะ8.43အခွေကျွန်တော်တို့ကအပူအားကောင်းပါတယ်เนาะအပူလဲကျွန်တော်ပြောချင်ပါတယ်ကျွန်တော်ဘူပရိတ်ဖမ်းပေးထားတယ်เนาะကျွန်တော်3ညာဘူးနဲ့ကျွန်တော်83 3ညာဘူးနဲ့33ခွန်ပေါ့เนาะအဲ့ဒါ83တော့ထွက်ထားတယ်ဒါကျွန်တော်ရဲ့အရင် channel ဒီအကောက်အသစ်ထဲမှာအကြီးထဲမှာကြည့်မယ်ဆိုရင်တွေ့လိမ့်မယ်เนาะဒီအကောက်လေးကတော့ကျွန်တော်အဲ့အကောက်ကြီးကထိထားတယ် robot ထိထားတဲ့အကောက်ကဘန်းထားတဲ့အတွက်အကောက်သေးတွေကျွန်တော်ပြန်လွှင့်ပေးတာဖြစ်ပါတယ်ဒါကြောင့်မလို့အရင်အကောက်ကြီးလို့ဖြစ်အောင်အပေါင်းလေးနဲ့အသေးလေးပြီး copy link လေးယူများများလေး share သွားပေးအခွေပြန်ပြောပေးမယ်ကျွန်တော်က8.43အခွေကြာသာပရိတောက်ကြ2ရက်အတွင်းမှာကြာမယ်เนาะအဲ့ဒါကိုကျွန်တော်ဇာတိုးပတ်သီးတဲ့ဇာတိုးပတ်သီးကကျွန်တော်ကြာသာပရိတောက်ကြ2ရက်အတွင်းမှာ10ပတ်သေးဗျ10မပြောက်ဘူးเนาะလာပါလိမ့်မယ်เนาะ10မပြောက်ဘူးလာပါလိမ့်မယ်ကျွန်တော်ပြောချင်တာကအပူးကြိုက်တယ်ဆိုရင်စုံဘူးအားကောင်းတယ်စုံဘူးဆိုတာ3ညာဘူးတို့2ဘူးတို့4ဘူးတို့6ဘူးတို့10ဘူးတို့ပေါ့ဗျာအဲ့ဒီအပူးလေးတွေเนาะတိတဲ့လူတော့တဲ့တိပေါ့မတိတဲ့လူအတွက်ကျွန်တော်ပြောပြပေးတာเนาะအပူးတော့အပူးပဲစုံဘူးကဘာဘူးမှမသိဘူးဆိုတဲ့ကိုမများအားလုံးအခွေဒီ8.43အခွေဇာတိုးပတ်ဒီ10ပတ်ဒီပါရှစ်မပြောက်ပါဘူးเนาะစောင့်ကြည့်ပါကျွန်တော်လမ်းရှိုးလွှင့်ထားပါတယ်เนาะအခုကျွန်တော်ဗုဒ္ဓဘူးနေ့ညနေတွေကလွှင့်ပေးထားတယ်ကြာရီတောက်ကြ2ရက်အတွင်းကို8.43ဒီအခွေအပူးကြိုက်တယ်ဆိုရင်စုံမှုထိုးเนาะအခုမှဇာတို့ပတ်သီးပဲပတ်ချင်တယ်ဆိုရင်ရှစ်မပြောက်ဘူးเนาะရှစ်လိုက်တဲ့သူတွေအားရှိအောင်စကားတစ်ခွန်းပြောခဲ့မယ်ရှစ်ဒီကြာရီနေ့တောင်ကုန်ကျင်မကုန်လိမ့်မယ်လာလိမ့်မယ်เนาะမျိုးတွေအားလုံးပဲကဲအားလုံးပဲကံကောင်းကြပါစေကျွန်တော်ဗီဒီယိုပိုင်းလေးကိုအပေါင်းလေးနှိပ်ထားပါအသေးလေးပေးပါ copy link လေးယူပြီးများများ share သွားပေးတဲ့အကူမများအားလုံးတယောက်ချင်းတယ်အထူးထူးပဲကျေးဇူးတင်ပါတယ်ကျွန်တော်မျိုးတွေအသက်ရှူတိုင်းငွေတွေဝင်ကြပါစေကံကောင်းခြင်းတွေတယောက်မကြအကုန်လုံးရရှိပါစေဗျာเนาะမင်္ဂလာပါကိုရီမများအားလုံးပဲမင်္ဂလာပါเนาะ